ကဲ AI ဗီဒီယိုကိုအရှည်လုပ်ချင်တာလားအတိုလုပ်ချင်တာအခုမှစလုပ်ချင်တာလားဘယ်လိုပဲဖြစ်ဖြစ်လုပ်ချင်တဲ့သူတွေအတွက်တေချာကနလေးရှင်းပြထားတယ်ကျွန်တော်ရဲ့ TikTok bio မှာကျွန်တော်ရဲ့ YouTube link လေးရှိတယ် YouTube မှာတွားကြည့်လိုက်တော့ okay ကဲဒီမှာ Chrome browser ရဲ့ဝင်အားလုံးသိပြီးသားဖြစ်တဲ့ Gemini ပေါ့နော် Gemini ဒီမှာအပေါ်ဆုံးမှာတွေ့လားဒီဥစ္စာစလုံးပေါင်းကိုတေချာလေးကြည့်ပြီးတော့မှပေါင်းလို့ရအောင်တေချာလေးပြထားရနော်အဲ့ဒီထဲမှာအများကြီးရှိတဲ့ထဲမှာဒီအပေါ်ဆုံးကဒီစလုံးအပန်းရောင်လေးနဲ့တွေ့လားဒီကာလာလေး၃ရောင်အနီရောင်ရဲ့အပြားရောင်ရဲ့အဝါရောင်ရဲ့ဒီရေဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဖုန်းထဲမှာ Gmail ရှိပြီးသားဆိုရင်ဘာမှလုပ်စရာမလိုဘူး Gmail မရှိသေးရင် Gmail ချိန်ရမယ်ဒီမှာ30 day ရက်30လကအခမဲ့ရမယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာ Gmail ကျွန်တော်နှစ်ခုတောင်ချိတ်ထားရတာကျွန်တော်ချိတ်ထားတဲ့ Gmail တစ်ခုပြမယ်နော်လွယ်လေးပဲဗျာဘာမှမခက်ဘူးနော် print နေပါတယ်အင်္ဂလိပ်လိုတွေပါတယ်ပြန်နေစရာမလိုဘူးနော်အဲ့ဒါတွေသွားလုပ်နေရတာနည်းနည်းခက်နေအောင်မယ်အဲ့ဒါဝင်လိုက်ပြီဆိုဒီမှာဒီအလေကောင်ကဒီအဆက်လေး30ချောင်းလေးနဲ့ချောင်းအောင်နေအောက်မှာတွေ့လားဒီအောက်ဆုံးမှာတွေ့လားဒါလေးပဲနှိပ်လိုက်ဒါပဲနော်အောက်ဆုံးဟာလေးပဲနော်နားမလဲတဲ့သူတွေကိုကျွန်တော်နားလဲအောင်လို့ဗမာလိုပဲရှင်းပြတာနော်အင်္ဂလိပ်လိုတွေပြောနေနားလဲမှာမဟုတ်လို့အဲ့တော့ကျွန်တော်တို့ဒီမှာဘာရေးချင်တာလဲကျွန်တော်တို့လိုချင်တဲ့အရာကိုကျွန်တော်တို့ရေးလို့ရပြီဥပမာကျွန်တော်အခုက AI အဖွားတွေခေတ်စားနေဆိုတော့အဖိုးတွေကြီးလိုက်မယ်ဗျာကျွန်တော်အဖိုးဦးတေးရောက်စကားပြောသူဘယ်မှာပြောမှာလဲနောက်ခံတေးအိမ်နဲ့ကဲအဲ့ဒါဆိုဖိုးတယောက်တည်းစကားပြောမဲ့ဗီဒီယိုထုတ်မယ်ကျွန်တော်တို့ကအဖိုးကို2ယောက်ပြောမဲ့စကားထုတ်မှာ3ယောက်ပြောမဲ့စကားထုတ်မှာကျွန်တော်တို့အမျိုးမျိုးထုတ်လို့ရတယ်ကိုလှုပ်ချင်တယ်လို့လုပ်လို့ရတယ်ကောင်မလေးလားကောင်လေးလားကျွန်တော်တို့ AI နဲ့ကိုယ်စိတ်ကူးရရှိတဲ့ဟာတွေအကုန်လုံးရေးခိုင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့က title ကိုပေးတဲ့အခါမှာအဲ့ဒီခေါင်းစဉ်မှာကျွန်တော်တို့ကကိုလိုချင်တဲ့ပုံစံကိုအဓိကခိုင်းတတ်ဖို့လိုတယ်နော်အဖိုးကိုတယောက်စကားပြောနောက်ခံတဲအိမ်နဲ့ပြီးပြီဒါပဲဘာပြောမှလဲအဖိုးကျွန်တော်တို့ကအဲ့ဒီခေါင်းစဉ်ကိုနောက်ခံရေးပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်တို့ဂွင်းပိတ်ဖို့မမေ့နဲ့နော်ဒီမှာဂွင်းပိတ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ရေးမယ်အဖိုးကပြောမှဖြစ်တဲ့အတွက်အဖိုးကိုပြရလို့ရှိရင်ပုတ်ထိပုံမှာပေါ့ဗျာအဲ့လေးချလိုက်ပြီးရေးလို့ရတယ်ကျွန်တော်တို့က2ယောက်ပြောမယ်ဆိုရင်အဖိုးကို2ယောက်ပေါ့နော်အဖိုးကို2ယောက်ဆိုရင်ကျွန်တော်တို့ကဘလို့ခွဲမလဲအဖိုးကို2ယောက်ကိုအင်ကြီးအဖြူနဲ့အဖိုးကိုနဲ့အင်ကြီးအနီနဲ့အဖိုးကိုလိုရေးလိုက်လို့ရတယ်ကောင်မလေးနဲ့ကောင်လေးဆိုလဲအင်ကြီးဝါနဲ့ကောင်မလေးအင်ကြီးဖြူနဲ့ကောင်မလေးကျွန်တော်တို့ကဒီလိုမျိုးအတိအကျရေးပေးဖို့လိုတယ်ဗျကျွန်တော်တို့ကအတိအကျမရေးပေးတဲ့အခါမှာကျွန်တော်တို့ကတခန်းပြီးတခန်းထုတ်လို့ရှိရင်အင်ကြီးအယောင်မတူတော့တာတွေသိရမလားနောက်ခံ background မတူတော့တာတွေနော်သိရမလားကျွန်တော်တို့လူတစ်ယောက်ကစကားပြောနေတဲ့အခန်းကိုအခု AI တချို့တည်းကအမြန်ထုတ်လိုက်တယ်အဖွားကိုတယောက်တည်းကနေအဖိုးကိုသုံးနေအောင်တာစကားပြောနေရတယ်ဖြစ်ကုန်ရောတကယ်တမ်းတော့ကျွန်တော်တို့ဖိုးအိုဆိုရင်အဖိုးအခန်းဆက်တွေအများကြီးထုတ်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့အခန်းဆက်တိုင်းအတွက်မှာပါလာမယ့်အကြောင်းအရာကိုကျွန်တော်တို့အပြည့်စုံရေးရမယ်နောက်ခံ background ကတဲအိမ်လိုချင်လားတိုက်အိမ်လိုချင်လားအိတ်ခန်းနဲ့လားဧခန်းနဲ့လားမြို့ထဲမှာလားအဲ့ဒါထည့်ရေးပြကြလို့ရှိရင်ကိုလိုချင်တဲ့အဖိုးအိုရဲ့ပုံစံကဘယ်လိုမျိုးလဲသွားကျိုးနေမလားဟုတ်တယ်မလားလူငယ်ဆိုရင်လည်းဘယ်လိုမျိုးလဲခန့်ချောချောလေးလားအရက်ပူတာလေးလားအရက်ရှည်တာလေးလားနိုင်ပတ်ထားတာလားအိတ်ကြီးဘာအောင်လဲဒီမှာထည့်ရေးဥမာအင်ကြီးအဖြူဘောင်းမီအနက်နဲ့ကောင်လေးကအင်ကြီးအပြာနဲ့ကောင်မလေးနဲ့တွဲလာပြီးတော့မှအဲ့မှာအင်ကြီးအမဲအောင်နဲ့ကောင်လေးနဲ့တွေ့အဲ့လိုမျိုးအဲ့ဒါလေးတွေအတိအကျရေးပေးဖို့တော့လိုတယ်မြန်မာလိုပဲရေးရမှာနော်အခုကျွန်တော်ရေးလိုက်ပြီးဒီမှာကျွန်တော်အလွယ်လေးပဲလုပ်ပြတာနော်စိတ်ကူးရှိသလိုလုပ်လို့ရတယ်လူပုံနော်တလိษံပုံကတ်တော့ပုံအကုန်ဖန်တီးလို့ရတယ်ကျွန်တော်အခုလွယ်လေးပဲဒီမှာအဖိုးကိုတယောက်စကားပြောနေနောက်ခံတဲအိမ်နဲ့ကဲသူဘာပြောမှလဲဘဝဆိုတာတိုက်ပွဲခေမဆိုတာလိုက်ပွဲယူရဲ့မိမတော့
ခေမရီပါဟူရောက်ဖရီပါရောက်ဖရီပဲပါလာလို့ဖင်ချင်းရတယ်ဟေးအဲ့လေနော်ဇာလုံးမောင်းစစ်မယ်ဇာလုံးမောင်းမှားသွားရင်တော့မားတာကြီး၆ပြောလိမ့်မယ်ဘဝဆိုတာတိုက်ပွဲခင်မဆိုတာလိုက်ပွဲတဲ့ငါယူတဲ့မိမမှာတော့ခင်မတွေမှာပါလာဘူးရောက်ဖတွေရပါလာလို့ဖင်ချင်းနေရတယ်ဟေးကဲအဲ့ထုတ်လိုက်ပြီကျွန်တော်ပြောသလိုပဲနော်ဗီဒီယို script ကိုရေးတဲ့အခါမှာဒီအပေါ်တိုက်တွေအရေးကြီးဆုံးပဲနော်အပေါ်တိုက်တွေအရေးကြီးဆုံးပဲကိုလိုချင်တဲ့အခန်းဆက်တွေအများကြီးထုတ်မယ်ဆိုရင်ကျွန်တော်တို့က8စက္ကန့်ပဲရတာဟိုအဲ့8စက္ကန့်နဲ့တွဲပြီးတော့မှဇလန်တို့တပုတ်ထုတ်ရမှာလေအဲ့တော့ကိုလိုချင်တဲ့ character ကိုလိုချင်တဲ့ဇက်ကောင်ကိုအတိအကျရေးပြီးတော့မှထုတ်အဲ့ဒါမှအရှိဇက်ကောင်နဲ့နောက်ဇက်ကောင်တွေကတစ်ထပ်တည်းကြမယ်ညီမယ်လှမယ်ကြည့်လို့ကောင်းမယ်ကျွန်တော်တို့အဲ့လိုမျိုးရေးတဲ့ခါမှာဇက်ကောင်တယောက်နဲ့တယောက်စကားပြောတဲ့ခါမှာလည်းကျွန်တော်အခုကကျွန်တော်ဇက်ကောင်ကဒီမှာအဖိုးကိုတယောက်တည်းပြတဲ့အတွက်အဖိုးကိုလို့ရေးလိုက်တယ်အဖိုးကိုနေကျွန်တော်တို့ကအဖွားကိုပါအောင်မယ်ဆိုရင်အဖွားကိုပြောရမယ်အခန်းကြလို့ရှိရင်ဒီအဖိုးကိုပြောတဲ့စကားပြီးတယ်စပိပါချအဖွားကိုလို့ရေးပြီးလို့ရှိရင်အဲ့ဒီပြန်ပုံမှန်လေးချပြီးလို့ရှိရင်ကိုလိုချင်တာပြန်ရေးအဲ့လိုမျိုးပေါ့နော်တငယ်ချင်း2ယောက်3ယောက်ပြောမယ်ဆိုရင်လည်းဥမာအင်ကြီးဖြူနဲ့ကောင်လေးကပြောမယ်ဆိုရင်အင်ကြီးဖြူနဲ့ကောင်လေးလို့ရေးပြီးလို့ရှိရင်ဒီလိုပုံမှန်လေးချပြီးလို့ရှိရင်သူပြောမယ့်စကားလေးတွေရေးပြီးလို့ရှိရင်စပိပါလေးချပြီးလို့ရှိရင်တခြားကောင်လေးကပြောမယ်ဆိုရင်ဥမာအင်ကြီးအနီရောင်နဲ့ကောင်လေးပြောမယ်ဆိုရင်အင်ကြီးအနီရောင်နဲ့ကောင်လေးဒါမှမဟုတ်ကောင်မလေးပြောမယ်ဆိုရင်အင်ကြီးအနီရောင်နဲ့ကောင်မလေးအဲ့လိုရေးပြီးလို့ရှိရင်စပိပါလေးချပြီးလို့ရှိရင်သူပြောမယ့်စကားလေးတွေရေးဒါပဲကျွန်တော်တို့က8စက္ကန့်စာပဲဖြစ်တဲ့အတွက်စကားတွေကတော့အများကြီးပြောလို့မရဘူးတခန်းမှာစကား2ခွန်း3ခွန်းပြောပြီးတော့မှာပဲနောက်ပိတ်ဆုံးဇလန်းလေးတစ်ပုတ်ဖြစ်အောင်ကျွန်တော်တို့ကကက်ထဲမှာသွားဆက်မဆက်ရင်တစ်တော်ထဲမှာဆက်ကျွန်တော်တို့ကက်ကိုခုနောက်ပိုင်းသိမသုံးတော့ပရိုတွေနဲ့အလုပ်အရန်ရှုပ်လို့ကက်နီးအသုံးပြုလို့ရတယ် TikTok ရဲ့ setting ထဲမှာ TikTok ရဲ့ edit ထဲမှာအကုန်လုံးအဆင်ပြေနေမှာတော့ကျွန်တော် TikTok ပဲသုံးတယ်ကဲဒီမှာဗီဒီယိုလေးရှို့လိုက်တော့ဘဝဆိုတာတိုက်ပွဲခဲမဆိုတာလိုက်ပွဲတဲ့ငါယူတဲ့မိမမှာတော့ခဲမတွေမပါလာဘူးရောက်ဖတွေပဲပါလာလို့ဖင်ချင်းနေရတယ်ဟုတ်လားဒီမှာ तू က live ဖက်မဲ့အဖွားပုံလေးတောင်ထည့်ပေးလိုက်သေးတယ်အဲ့ဒါကိုကျွန်တော်ကဟာတာလေးထည့်ခြင်းဟာတာလေးထည့်ခြင်းအဲ့လိုကျွန်တော် copy ပြန်ပြီးတော့မှရေး copy ရေးတဲ့အခါမှာเนาะဒီအနောက်ကလေ copy ကူးပြီးတော့လို့ရှိရင်ဒီနောက်ကဟာကိုသွားဖြတ်ပေးမှာဖြတ်ပေးလို့ရှိရင်အဲ့ဒီဥစ္စာတွေပါတခြားအင်္ဂလိပ်စကားပြောတွေထပ်ပြောတာသိရမလားဟီဆိုလေးထည့်လိုက်ကျွန်တော်တန်းပြောမယ်နော်အခန်းဗီဒီယိုရှိလေးဖန်တီးခြင်းနဲ့ဆိုရင်ကျွန်တော်ပြောသလိုနောက်ကတဲရင်ဆိုတဲရင်တိုက်ရင်ဆိုတိုက်ရင်ဧကန်ဆိုဧကန်ကားပြလေးဆိုကားပြလေးအတိအကျထည့်ရေးဇက်ကောင်တွေကဘလို့ဝတ်ထားပြီးမှလည်းအတိအကျထည့်ရေးအဲ့ဒါဆိုနောက်ခန်းတွေကဖန်တီးရတာအဆင်ပြေတယ်နော်အဲ့လိုမှမဟုတ်လို့ရှင်ဟာအရှိခန်းနဲ့နောက်ခန်းတွေကအဆင်မပြေတော့ဘူးဟိုဇလန်တပုတ်ဖန်တီးပါတယ်ဆိုတော့မှအဲ့ဒီဇက်ကောင်အင်ကြီးအမျိုးမျိုးပြောင်းနေရလေကျွန်တော်တို့ကဟာတာလေးတွေလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒါအဓိကမထားဘူးစကားအဓိကထားတယ်သူကအင်ကြီးပြောင်းအခန်းပြောင်းဒါပေမဲ့ဇလန်တူလေးတွေဖန်တီးတဲ့ခါကျတချို့တွေကသိရမလားဟိုဖုန်းပြောနေတဲ့အခန်းမှာဖုန်းအမျိုးမျိုးပြောင်းသွားတယ်အဲ့ဒီအမျိုးမျိုးပြောင်းသွားတယ်ပညာပေးဇလန်လေးတွေဖန်တီးတဲ့ခါကျရင်တော့တေချာလေးလို့တကယ်အဟုတ်ဖြစ်တယ်Gmail တစ်ခုကိုရ30ပေးထားတယ်ဆိုတော့ Gmail နေအများကြီးရှိလို့ရှိရင်ကျွန်တော်အများကြီးသုံးလို့ရတယ်နိအဲ့တော့ဖန်တီးကြည့်ပါနောက်ပုံစံတစ်မျိုးလေးပေါ့နော်ဘဝဆိုတာတိုက်ပွဲခဲမဆိုတာလိုက်ပွဲတဲ့ငါယူတဲ့မိမမှာတော့ခဲမတွေမပါလာဘူးရောက်ဖတွေပဲပါလာလို့ဖင်ချင်းနေရတယ်အဲ့ဒါဟာတာလေးပါသွားပြီဒေါင်းလို့ဆိုရင်ဒီဒေါင်းလေးကိုနေလိုက် yes ဆိုတော့နေလိုက်အဲ့ဆိုဖုန်းနဲ့ auto ရောက်ပြီ okay တလုံးလွယ်တာဒီထက်ပိုလွယ်တာတော့မရှိတော့ဘူးเนาะ